ဒီစာကြောက်ရုပ်ဒီနေရာမှာရှိနေရဘယ်နည်းရှိပြီလဲဖိုးတူဗျာဒါလားဟိုလွန်ခဲ့တဲ့တပတ်လောက်ကဖြစ်မယ်ချင်းနေဟိုကျွန်တော်လည်းတိကျကျတော့မမှတ်ထားဘူးကိုချက်ကြီးရဲ့ဟုတ်ပြီငပိတော့ပေါ်အားလုံးပဲကိုချက်ကြီးပြောရင်လက်မသွားကြနဲ့နော်တော့ပေါ်ကတော့ဒီလောက်နဲ့နေကိုလန့်နေပြီဆိုတော့ဘာမှမလို့လဲကိုချက်ကြီးတရက်မှာတော့ဖိုးတူတယောက်သူ့အိမ်မှာရှိတဲ့ကောက်ရိုးပူတွေနဲ့သူ့ဘီရဲ့လေတော့အတွက်စာချရွက်ကိုကိုယ်တိုင်လုပ်နေရပါအဲ့ဒီအချိန်မှာပဲငပိန်တို့တွေဖိုးတူအိမ်ကိုရောက်လာကြတယ်ဟဲ့အောင်ဖိုးတူဘာလုပ်နေရလဲကွပြင်းလိုက်တာကွာအော်ငပိန်တို့ပဲလာလေငါဒီမှာအဖေလေအတွက်စာချရွက်လုပ်ပေးနေရကွဟမ်မင်းလုပ်တတ်တယ်ပေါ့ဟုတ်လားဒါပေါ့ကွလုပ်တယ်လို့လုပ်နေတာပြီးတော့မယ်အဲ့လိုပြောနေတော့ဖိုးတူရဲ့လက်ကိုကောက်ရိုးဆူဆူသွားတယ်တုပ်ဘိုးကလန့်သွားပြီးတော့ဟဲ့ဖိုးတူဘာဖြစ်တာလဲဟာဟိုကောက်ရိုးဆူဆူလို့ပါကွာဘာမှဖြစ်ဘူးရဲ့အဲ့ဒီအချိန်မှာပဲဖိုးတူလက်ကထွက်တဲ့တွေကစာကြောရုပ်ပေါ်ကျသွားခဲ့တယ်ထောင်မသိတဲ့ဖိုးတူကတော့ဒိုင်ယာကိုပါးစပ်နဲ့ဆုပ်ပြီးသွေးတိမ်အောင်လုပ်လိုက်တယ်ဖြစ်ရလားရဲ့ဖိုးတူငါစေးသွားယူပေးရမလားရပါတယ်မိမရဲ့ဒါကဖြစ်နေကြပါလိပါဟဲ့မင်းကဟိုခေါင်းတက်မှဖြစ်လေမြန်တက်ကွာကြည့်ရတာခေါင်းပြက်ကြီးလို့ပဲဟိုမင်းကလေပြောတော့မှာခေါင်းကတက်မှာပါကွာခဏဆောင်ငါခေါင်းတက်ဖို့တွားယူလိုက်အောင်မေခဏကြာတော့ဖိုးတူတယောက်ရေဝိုးကင်ပြီးရောက်လာတယ်အိမ်မှာမျက်နှာလိုဖို့တခြားမရှိလို့ရေဝိုးနဲ့ပဲလှုပ်တော့မယ်အဲ့လိုပြောပြီးတော့ရေဝိုးကိုစာကြောက်ကိုခေါင်းနေရာမှာဆွတ်လိုက်တယ်ဟဲ့ဖိုးတူမင်းစာကြောက်ကိုပြီးပြီမလားဒါဆိုငါတို့နဲ့တူဖြော်ရည်တောက်ဖို့လိုက်ခဲ့တော့ကွာလိုက်မှာပါကွာဟိုဒါဆိုတက်လက်စာတွေစာကြောက်ရုပ်ကိုပါခေါ်ခဲ့လိုက်တော့မယ်လေအလုပ်တကာတွေပြီးသွားလေခွင်းထဲမှာစိုက်ခဲ့လိုက်တော့မယ်အေးပြီးရောဒါဆိုလဲသွားတာပေါ့လေခွင်းစီရောက်တော့ဖိုးတူကစာကြောက်ရုပ်ကိုသူ့မှာပါတဲ့အတိုင်းနဲ့မြေကြီးထဲမှာနတ်နေအောင်စိုက်ချလိုက်တယ်ရပြီမိဝိုင်းငါ့ကိုကောင်းပြီးတော့ဒါနဲ့မိဝိုင်းကရေအိုးကိုဖိုးတူပေးလိုက်ပြီးဖိုးတူကလည်းရေအိုးကိုစာချောက်ကိုကောင်းမှစုပ်ပေးလိုက်တယ်ဟဲ့မဒီစာချောက်ကိုကြည့်ဆောင်ဖိုးတူနဲ့မတူဘူးလားလို့ဟမ်တူလို့လားဟဲ့ဖိုးတူနေစာချောက်ကိုပြီးမှတွားရကြည့်စမ်းမအောင်ဒါနဲ့ဖိုးတူလည်းစာချောက်ကိုပြီးမှဝင်ရလိုက်တာဆိုတော့မိဝိုင်းကဖိုးတူနဲ့စာချောက်ကိုအပြင်းပြင်းလန်လန်ရှင်းကြည့်အေးဟာဒီလိုရှင်းကြည့်ရင်တော့တော်တော်တူတယ်ဟဲ့နေမင်းတို့ရှောက်လုံးမနေကြနဲ့ငါတို့ဒီနေ့ဖြော်ရည်ဆိုင်ကသွားကြအောင်မလားသွားရမှာပါဟာနင်းရလေအဲ့လိုနဲ့သူတို့အားလုံးဖြော်ရည်ဆိုင်ကိုထွက်သွားကြတယ်အဲ့လိုနဲ့တညမှာတော့ဖိုးထော်နဲ့တာအောင်တို့နှစ်ယောက်လေထဲကိုဖားကောက်ထွက်လာကြတယ်ဦးသိန်းရဲ့လေကွင်းစီမှာလှုပ်ရှားနေရဲ့အရှိတ်မမေကိုတွေ့လိုက်တာဆိုတော့ဖိုးထော်ကဟဲ့အောင်တောင်းဟိုဟာဦးသိန်းလေဝင်မလားမဲနေရဘာရေးကြီးလဲဟာဖိုးတော်အဲ့လိုပြောလိုက်တော့ဓမီတလက်နဲ့ဖားရှာနေတောင်းကလေဦးသိန်းနေမှာပေါ့ကွာမင်းကလေအဲ့လိုပြောနေတော့အဲ့ဒီအရေးမဲရဲ့ကောင်မှရောင်မီဆူးလေးကိုတွေးလိုက်ရတာဆိုတော့ဖိုးတော်ကဟာဦးသိန်းမဟုတ်ဘူးဟာသူ့သားဟိုကောင်ဖိုးထုရဲ့ဟာမင်းကလေဘယ်နဲ့လို့ဖိုးထုကဒီချိန်လဲလဲရောက်နေမှာလေမဖြစ်နိုင်တာဒါနဲ့တောင်းလေလေဝင်းဘက်ကိုလှမ်းကြည့်လိုက်တော့ရောင်မီစုကိုတွေးလိုက်ရတာဆိုတော့အေးဟာဟုတ်သားနော်ငါတို့ရမှာရောင်မီစုနဲ့ကသူတယောက်ရှိရဆိုတော့သူပဲနေမှာပေါ့ဟာဒါမဲ့ထားလိုက်ပါသူတို့ဘွဲတွေတရေလာဖမ်းချတာနေမှာကို့အလုပ်ကိုဆက်လုပ်ရအောင်ကွာချင်းကြိုက်တယ်ကွာမြ မြန်ရှာပြီးမြ မြန်အိမ်ပြန်ကြစို့ဒီလိုပြောတာနဲ့ပိုးတော်လည်းကြည့်မနေတော့ပဲကိုဘာကိုသာဆက်ရှာနေကြတော့တယ်နောက်နေ့မနေ့ရောက်တော့ဖိုးထုအိမ်ကိုငပိန်နဲ့တုပ်ပေါ်တို့နှစ်ယောက်ရောက်လာကြတယ်ဖိုးထုရေဖိုးထုကအိမ်ထဲကနေထွက်လာတယ်ဟာမင်းတို့နှစ်ယောက်ငါစီလာဘာကြီးစားလဲငပိန်ကဖိုးထုရဲ့ပုံမှန်မဟုတ်တဲ့ပုံစံကိုကြည့်ပြီးတော့ဟဲ့ဖိုးထုမင်းကဘာဖြစ်နေရလဲမင်းပုံစံကအားရင်မရှိသလိုပဲဟိုတကယ်လည်းအားမရှိဘူးငပိန်ရဲ့ငါအေးမဟုတ်အောင်ကွာနောက်ပြီးတော့ပင်လဲပင်မန်းနေရပင်မန်းနေဟုတ်လားမင်းကဘာ
ဘာတွေများလုံနေရလို့လဲညောင်ငါစိုးရိတ်အိတ်တာပါကွာ9နာရီနောက်ဆိုငါအိတ်ပြီငါမိတ်ချင်ရင်တော့မျက်လုံးကအော်တိုမိတ်သွားတာဟိုတိုင်းမဲ့မနဲ့ရောက်ရင်ငါတကုံလုံးညောင်းညာကြိုက်ခဲ့ပြီးအေးမောရတယ်လို့ကြီးကွာမသိရင်လေဟိုတညလုံးပင်ပင်ပန်းပန်းအလုပ်တွေကိုလှုပ်ထားရတယ်လို့ပဲမင်းတို့ကငါစီလာတာဘာကိစ္စလဲအဲ့ဒါကိုပြောလေဒီတခါမှာတော့တုတ်ပေါ်ကပြောလိုက်သည်ဟိုငါတို့တပီကုန်းရှောင်ဘက်မှာဇပွဲသွားကြည့်မလို့အဲ့ဒါမင်းလိုက်မလားဆိုပြီးလာခေါ်တာဟာည9နာရီအိပ်ပြီးမနက်10နာရီထရတော့အေးမောရပါအောင်ဆိုဇပွဲကကြည့်အောင်မတော်ပါပြီမင်းတို့ပဲသွားကြည့်ကြတော့ဟာမင်းကလေတရက်တလေးလေးပဲလိုက်ခဲ့စမ်းပါငါတို့အိမ်မှာလိုက်ပေါ်ဟာအဲ့ဒီကြောင့်ငါတို့ထားတဲ့အချိန်မင်းလည်းထမိသွားမှာပဲဟိုဇပွဲမှာကမယ်မင်းသားနာမည်ကြီးမို့မင်းကိုဒီလောက်ခေါ်နေရနော်အေးပါငါလေးကြည့်ချင်ပါလေဒါပေမဲ့ငါခန္ဓာကွာမကြည့်နိုင်ဘူးကွာမလိုက်တော့ပါဘူးကွာအေးပါအဲ့ဒါဆိုလည်းပြီးရောဒီလိုနဲ့ညရောက်တော့ပွဲကြည့်ပြီးပြန်လာနေတဲ့ငပိန်နဲ့တုပ်ပေါ်တို့နှစ်ယောက်စပိန်နဲ့လို့လိုင်းအောင်အာကိုပြီးပြန်လာခဲ့ကြတယ်ပိုးသူတို့လည်းဝင်းနာကိုရောက်တော့ငပိန်ကစပိန်ကိုရက်လိုက်တယ်ဟဲ့အောင်ငပိန်ဘာဖြစ်လို့လဲအေးတုပ်ပေါ်ဟုတ်မလေဝင်းထဲမှာပေါက်တူးနဲ့လဲထုံးနေရဖိုးထူလာလို့ငပိန်အဲ့လိုပြောလိုက်တော့တုပ်ပေါ်ကဘာမှလဲဖိုးထူငါကြောက်တယ်နော်ငပိန်ငါကြောက်တယ်လို့ဟဲ့တုပ်ပေါ်ငါတို့အနီးကသွားကြည့်အောင်လားဟာမသွားရပါဘူးကွာမင်းကလေလာပါကွာပြန်ရအောင်မငါကြောက်တယ်ကွာတုပ်ပေါ်ပုံစံကတော်တော်ရင်နဲ့ဖြစ်နေအောင်ဆိုတော့ငပိန်လေးအေးပါအဲ့ဒါဆိုလေပြန်ကြတာပေါ့ငပိန်ရမပြန်ရင်သူ့ဖုန်းကိုထုတ်ပြီးတော့မြင်နေရတဲ့လက်ခွင်းထဲကပုံရိပ်ကိုဗီဒီယိုရိုက်ယူနေခဲ့တယ်တုပ်ပေါ်ကတော့ကြောက်ကြောက်နေမြင်ငွေးကိုတော့မကြည့်ရပဲနေဟဲ့အောင်မပြေးသေးဘူးလားပြီးရင်လည်းသွားရအောင်ကွာငါဒီမှာကြောက်လုံးလို့ရှုထွက်ကြအောင်မေကွာအေးပါပြီးပါပြီအဲ့နောက်တော့ငပိန်လေးစပိန်ကိုလေခွင်းနေရှိကနေစတင်ပြီးထွက်ခွာလာခဲ့တော့တယ်မနေ့ရောက်တော့ငပိန်ကဒါမင်းလားဘာလဲဟာဒီဗီဒီယိုတွေကမင်းလားလို့မင်းနေတာဒီအောင်မေစုနဲ့တယောက်ကမဟုတ်ပါဘူးငါအဲ့ဒီချိန်လေခွင်းနဲ့ဘာသွားလုပ်နေရမှာလဲဟာဒါဆိုရင်တော့ငါထင်တာဟုတ်နေပြီထင်တယ်မင်းဟာဘာထင်လို့လဲတေချာတော့မပြောတတ်ဘူးမင်းခုတလောရွာရင်းမှာပြောနေကြတဲ့မင်းလေခွင်းနဲ့ပတ်သက်တဲ့သတင်းတွေမကြားမိဘူးလားငါသတင်းဟုတ်လားမကြားမိပါဘူးငါထင်တယ်မင်းခုလိုအေးအေးမုံရတာတွေနိုးလာတဲ့ကတကူလုံးနာကျင်ကြိုက်ခဲနေရပြီဆိုတာမင်းလေခွင်းတွေကဒီအရှိန်နဲ့ပတ်သက်နေလိမ့်မယ်လို့ဟုတ်တယ်ဒါသွေးရိုးသားရိုးတော့မဟုတ်တော့ဘူးကိုချက်ကြီးကိုလှန့်ခွာမယ်ဟိုနေပါဦးငါအေးအေးပြက်တာကိုချက်ကြီးနဲ့ဘလို့ဆိုင်သွားလဲကိုချက်ကြီးလာမှအပြေရှာကြတာပေါ့ငပိန်လဲအဲ့လိုပြောပြီးတော့ချက်ကြီးစီကိုဖုန်းဆက်လိုက်တယ်ကိုချက်ကြီးကျွန်တော်ငပိန်မှာကျွန်တော်ပြောစရာလေးရှိလို့ဗျအဲ့လိုနဲ့အကြောင်းဆောင်ပြောပြလိုက်တော့ချက်ကြီးဟာဟုတ်ပြီကိုချက်ကြီးအဲ့ဒီကိုခုပဲလာခဲ့မယ်ခဏလောက်ကြာတော့ကိုချက်ကြီးကစပိန်နဲ့ရောက်လာတယ်ကိုချက်ကြီးရောက်လာတော့ငပိန်လေးသူမင်းညကရိုက်ယူလာတဲ့ဗီဒီယိုပြလိုက်တယ်အဲ့နေရာကိုချက်ကြီးတို့သွားကြည့်အောင်ကဲဖိုးတူမင်းမလိုက်ခဲ့ပြီးတော့ဒီလိုနဲ့သူတို့တဲ့တွေဖိုးတူကိုပါခေါ်ပြီးတော့လေဝင်းစီကိုထွက်လာခဲ့ကြတယ်လေခွင်းထဲကိုရောက်တော့ကိုချက်ကြီးဟာမျက်လုံးခဏမှိတ်ထားလိုက်တယ်ဟုတ်ပြီဒီလိုနဲ့တယောက်တည်းစကားတွေပြောပြီးတော့မျက်လုံးကိုပြန်ဖွင့်နေဒီစာကြောက်ရုပ်ဒီနေရာမှာရှိနေရဘယ်နည်းရှိပြီလဲဖိုးတူဗျာဒါလားဟိုလွန်ခဲ့တဲ့တစ်ပတ်လောက်ကဖြစ်မယ်ထင်တယ်ဟိုကျွန်တော်လည်းတိကျကျတော့မမှတ်ထားဘူးကိုချက်ကြီးရဲ့ဟုတ်ပြီငပိန်တုပ်ပေါ်အားလုံးပဲကိုချက်ကြီးပြောရင်လက်မသွားကြနဲ့နော်တုပ်ပေါ်ကတော့ဒီလောက်နဲ့တင်ကိုလန့်နေပြီဆိုတော့ဘာမှမလို့လဲကိုချက်ကြီးငပိန်ရိုက်ယူထားတဲ့ဗီဒီယိုထဲမှာမြင်နေရတဲ့လူကဒီစာကြောက်ကိုပဲနောက်ပြီးဒီစာကြောက်ရုပ်ကိုတယောက်ကသူ့ရဲ့သွေးနဲ့အသက်သွင်းထားတယ်အဲ့ဒီသွေးပိုင်ရှင်ကလည်းဒီဟာဖိုးထူးပဲဗျာဘလို့ကျွန်တော်ဟုတ်လားနားမလည်ကိုချက်ကြီးမင်းဒီစာကြောက်ကိုလို့တော့သွေးထွက်တာဖြစ်ပြီးအဲ့ဒီသွေးကသူ့ကိုယ်လေးကိုစိတ်ဝင်သွားပြီးတော့အသက်ဖြစ်စီခဲ့တာပဲဘာကြောင့်လဲဆိုတော့အိမ်ကြီးကမကောင်းဆိုးဝါးတွေရုပ်ဝတ္ထုတွေကိုပူးကတ်တဲ့နေ့ဖြစ်ခဲ့တာ
ဒါကြောင့်ဖိုးတူရဲ့သွေးရဲ့ရုပ်ဝတ္ထုရဲ့မကောင်းဆိုးဝါးရဲ့ဖုတ်ကပ်ပြီးညညဆိုဒီရုပ်ကိုအသက်ဝင်စေခဲ့တာပဲဒါမျိုးကတော်တော်ကြီးကိုဖြစ်ခဲ့ပါတယ်အဲ့ဒီရဲ့ချင်းမရှိနာရှိရဲ့ငပိန်ကဒါဆိုဖိုးတူအေးရင်မွားတာကရောကိုချက်ကြီးအဲ့ဒါဘာလေးဗျဟုတ်တယ်အဲ့ဒါကဒီရုပ်မှာဖိုးတူရဲ့သွေးပါထားတော့ညဆိုရင်အဲ့ဒီစာကြောက်ကိုကိုယ်တွေကိုရောက်နေလို့ပဲအသက်ဝင်လှုပ်ရှားနိုင်တဲ့စာကြောက်ဆိုပေမဲ့အသိစိတ်မရှိရင်လေထုံနာကိုလုံမှာမဟုတ်ဘူးအဲ့ဒီအတွက်အသိစိတ်ရှိတဲ့ဖိုးထူးရဲ့ဝိညာဉ်ကနေသူ့ခန္ဓာကိုယ်ရဲ့ဝင်ပြီးပေါင်းလိုက်တော့ဒီလိုဖြစ်သွားတာပဲဒါဆိုကိုချက်ကြီးကျွန်တော်ကိုပုံမှန်လူတိုင်းဖြစ်အောင်လုပ်ပေးပါဗျာအဲ့ဒီတော့မပူနဲ့ဖိုးထူးကိုချက်ကြီးစူးစမ်းပေးပါမယ်ဒီလိုနဲ့ချက်ကြီးနဲ့စာကြောက်ရှိမှမတည့်ရက်ပြီးမျက်လုံးပိတ်ထားရင်ကဂါရာကိုစရုပ်တည်အဲ့ဒီရဲ့ချင်းလေတွေရုပ်တရက်တိုက်လာပြီးစာကြောက်စီကနေ၆ချားဆရာတန်တွေထွက်ပေါ်လာတာပါချက်ကြီးကတော့ဘလောက်ပဲလေတိုက်နေပါစီဂါနာရုတ်တောင်အပြတ်မခံနဲ့ဇက်တိုက်ရုပ်နေခဲ့တော့ခဏကြာကြာရုပ်ပြီးသွားတော့ချက်ကြီးကပေဖြတ်တာအောင်မြင်ပြီဖို့တူသွေးဆက်လေးပြတ်သွားပြီဒီနေ့ညကစားလို့မင်းအေးဝါဝအိပ်ရမီလို့သာမှတ်လိုက်ပြီးတော့ဟုတ်ကဲ့ပါကိုချက်ကြီးကျေးဇူးများကြီးတင်ပါတယ်ဗျာကျွန်တော်အဖွဲ့ကိုအမြဲကူညီစောင့်ရှောက်ပေးလို့ကျွန်တော်ကြောပါရစေအေးပါကွာတာဒုကိုချက်ကြီးကိုအားလုံးကြောပြီးနောက်တော့ဖို့တူကကဲဒီနေ့တော့ရွာတိကအယူဖို့ဆိုင်မှာအကြုံဝယ်ကျွေးမယ်ဟိအားလုံး free နော်ရှိပျော်တယ်သွားမယ်စားမယ်ဝါမယ်ဟိအဲ့လိုနဲ့စာကြရုပ်ရှိရဲ့နေရာကနေထွက်လာခဲ့ကြတယ်